ပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငရဲကြတယ်လို့ဒီလိုခေါ်တယ်ဆိုမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်ဘုရားမြတ်စွာအဲ့လိုမဟုတ်ဘူးပါဏာတိပါဒောနိရယသံဝတ္တိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောတာဒါငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတေချာပေါက်ကြမယ်လို့ပြောတာမဟုတ်သို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောဒေဝရတ်ကြီးကအမြင့်ဆုံးအကုသိုလ်ကသူကျွလွန်ထားတရားနဲ့ပတ်သက်တဲ့လောဟိတပါရကလို့အင်္ဂါနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျွလွန်ဒေဝရတ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကခါတိတ်ပေးတယ်ဗာပေးတယ်အာပါယီကိုနေရီကိုဒေဝဒတ်တော်ဒေဝရတ်ကပင်ရောက်မှာပဲငေးကြမှာပဲ definitely ပြောအတ္တိကိစ္စပြင်လို့မရတော့ဘူးတူစားလို့မရတော့ကပ္ပထောဒီကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောဒီဝဋ္ဌရဲ့တဏ္ဍမှာတဲ့အဖျားကလေးလောက်ထောက်ပြစေရနေရာလေးမှာတောင်ကုသိုလ်ကျူစင်တဲ့တဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဗျာဒီလိုခေါ်တာအကယ်၍အဖျားကလေးလောက်ထောက်ပြစေရကုသိုလ်လေးကျမ်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောတာကျန်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့အတိအကျပြောလို့မရဘူး